Sweaty Meligo. How's the movie? Hey, she owns the Meligo. You don't know me. Why she did it? Oh, oh, but can't get me take. Sheကျွန်တော်မိသားစုကြီးအကိုတို့မတို့ကျွန်တော်ပြီးတော့ရင်စာရွက်လေးတွေဖြန့်ပေးမယ်နော်အကိုတို့မတို့ကဘာဖြစ်နေလဲဆိုတော့နောက်ကမိသားစုတွေကစိုးတယ်ရှေ့မှာတော်တော်ကျွန်တော်တနာသွားတယ်ဟုတ်လို့လားတည်တယ်နော်ဒီမျက်နှာတွေတည်ရနော်ညူးတယ်လေတို့တွေကအရင်ဘောကမော်တော်မတွေဟမ်ဝတ်ကျွေးတွေဗောလ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 ာဟောပါဦးလာ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 အကူမစိုးနော်လာ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 ဟန်ကြတော့ကွာငါရှေ့ကငါအန်တီသဘောကျအောင်စပူလေးကLa la 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 လာယူတော့အဲ့လိုမစွဲနဲ့လေရောတတမင်းကမစားရတော့ဘူးမင်းပြီးတော့ငါ့ကိုပြန်ပြဿနာရှာတယ်ဟိုဒီကဒီကလေးတွေဖေးကြီးပဲအော်နေအခါတိုင်းဆိုရင်တကြိုကြိုတောင်းအော်နေငါဘကိုးသားလုပ်ချင်တယ်လို့ပြောတာဒီကတော့ကျွန်တော်မပြောရတော့ဘူးကျွန်တော်မျိုးတေးကြတယ်သူ့အမေတွေမြောက်ပေးနေလာ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 အော်တေးတယ်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်မိသားစုတွေကိုစိတ်ရှိရနာဆိုင်နဲ့မေး